လို့အလုံးလုံးတလဲဆိုတာပြောဖို့ညာအတွက်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဘယ်သူလဲဆိုတာသိဖို့အရေးမကြီးဘူးလားပါလေအရေးကြီးတယ်အဲ့တော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲဆိုတာကသိရောငါအခန်းကြီးသိရောငါအဲ့ဒီမှာပါတယ်နော်သိရောငါအခန်းကြီးငါနဲ့အခန်းငယ်6ခုမှာပါတယ်အဲ့တော့အဲ့ဒီမှာကျမဒီတန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲဆိုတာအသေးစိတ်တော့မသွားတော့ဘူးဘာကြောင့်လဲဆိုရင်ဒီနေ့ကျမကအနွယ်သိတန်ရှင်တော်ဝိညာဉ်တော်ဘယ်တိတ်တကူနဆအကြောင်းပြောမှာဖြစ်တဲ့အတွက်ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်တိတ်တကူနဆဘလို့ရမလဲဆိုတာသိဖို့တော့တန်ရှင်တော်ဝိညာဉ်တော်ကဘယ်သူလဲဆိုတာသိဖို့အနည်းငယ်ပဲမိတ်ဆက်ပေးမယ်အဲ့တော့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်သူလဲဆိုတာတကယ်သိဖို့အရေးကြီးတယ်အဲ့တော့ဒီမှာအိမ်ရမဖတ်ပါတိယောငါအခန်းကြီး6ခုအဲ့ဒါကိုအိမ်ရောက်ရင်ဖတ်ကျမကကျမ်းစာရဲအများကြီးကျမ်းစာတင်တာဖြစ်တော်ညာလဲအများကြီးဖတ်မနေတော့ဘူးအနည်းငယ်ပဲကျမအပေါ်ရံပဲပြောသွားတော့မှဖြစ်တယ်ဘာကြောင့်လဲဆိုရင်ကျမပိတ်သိက်တကူအကြောင်းလာမှာဖြစ်တဲ့အတွက်အဲ့တော့ဒီတန်ရှင်တော်ဝိညာဉ်တော်ကယေရှုဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကဖခင်ဖြစ်တယ်သုံးပါပလုံးတော်ဝတ်ဖြစ်တယ်ကဲတန်ရှင်တော်ဝိညာဉ်တော်ကဘာတူလဲဖခင်ဖြစ်တယ်ယေရှုဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကတလုံးတော်ဝတ်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်တလုံးတော်ဝတ်ဖြစ်တယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကဘာလုပ်တယ်လဲဆိုရင်သူဟာနှစ်သိမ့်ခြင်းကိုလည်းပေးတယ်တန်ရှင်တော်ဝိညာဉ်တော်ကရှေ့နေလည်းဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကဆရာလည်းဖြစ်တယ်အဲ့ဒီကျမ်းပိုက်တွေကအများကြီးရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ကဆရာဖြစ်တဲ့အကြောင်းကရှင်ယောဟန်အခန်းကြီး26မှာပါတယ်သူကဥပ္ပဇာဆရာကိုစေလွတ်တဲ့အခါမှာလူငယ်တွေလမ်းမရောက်နေတဲ့လူငယ်တွေကိုလမ်းမှပြန်ပို့ပေးတယ်ဒီနဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ဥမဆောင်တဲ့မိသားစုရဲ့သားသမီးတွေဂိမ်းကြောင်ကြောင်တယ်ဆေးကြောင်ကြောင်တယ်လူတတ်မှုတွေဖြစ်တယ်ဘာကြောင့်လဲဝိညာဉ်စုအရာများတော့ဖြစ်တဲ့ဒီခေတ်ဒီကာလကဓမ္မတတိနဲ့မနေဘူးဆိုလို့ရှိရင်မိစာဝိညာဉ်စုကကောင်းကင်ကနေကြေကျွေတကယ်လို့ကျွေနေဒီဆိုပြီးတော့မှရှင်လူကသစေမှာလည်းပြောထားတယ်ဒါကြောင့်ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်အကြောင်းသေချာတင်သိပြီဆိုရင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့အကြောင်းကိုဖို့လို့တယ်မိတ်ဟာရဖွဲ့ဖို့လို့တယ်ကဲတန်ရှင်တော်ဝိညာဉ်တော်ကရှေ့နေလည်းဖြစ်တယ်ရှေ့နေဖြစ်တယ်လို့ပြောတဲ့အခါမှာအမှုရင်ဆိုင်ရင်ဘသူကရှေ့ကဥဆောင်ပေးလဲရှေ့နေကဥဆောင်ပေးတယ်ဒါကြောင့်မလို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကတင်းအကျိုးအတွက်ရှေ့နေအဖြစ်သူကဥဆောင်ပေးတာဖြစ်တယ်ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဘသူလဲဆိုတာသိပြီလားနေ့သိချစ်ပေးတယ်ဒီလိုရှိရင်ကိုယ့်ရဲ့ဘဝအတွက်လမ်းပြပေးတယ်လမ်းမရောက်အောင်လမ်းမပူပေးတယ်ဘသူလဲတန်ရှင်တော်ပဲအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်သူပဲရလဲယေရှုကိုမြင့်မြင့်ကယ်တင်ပါရှင်ဖြစ်လက်ခံယုံကြည်တော်သူမှတပါးမရှိဘူးဒါကြောင့်မလို့တန်ရှင်တော်ဝိညာဉ်တော်ကဟုတ်ပြီဒီတန်ရှင်တော်ဝိညာဉ်တော်ကိုဘာနဲ့ပုံဆောင်တယ်လဲယူနဲ့ပုံဆောင်တယ်ခဏပဲလို့တန်ရှင်တော်ဝိညာဉ်တော်ကိုဘာနဲ့ပုံဆောင်လဲမြည်နဲ့ပုံဆောင်တာရှိတယ်ရေနဲ့ပုံဆောင်တာရှိတယ်ဂျူးနဲ့ပုံဆောင်တာရှိတယ်မဿဲအခန်းကြီး30မှာတန်ရှင်တော်ဝိညာဉ်တော်ဘယ်တဲ့ကိုစီးစလာတဲ့အခါမှာယေရှုကဗိတ္တဇံခံတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ကဂျူးကဲလို့ရောက်လာတယ်လို့မပြောလားပြောပါတယ်ပြောတယ်ပြီးရင်နောအေကရေလုံးမချီရက်တန်သွားတဲ့အခါမှာဘာကိုစေလွတ်လိုက်တယ်လို့ပြောလဲဂျူးနဲ့ကဘာကိုပုံဆောင်တယ်လဲငင်းချမ်းရေးကိုလည်းပုံဆောင်တယ်အဲ့တော့တင်တန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူနဲ့ပြီးွားလာရင်နေတဲ့ချင်ရမယ်လားဘာတိရှင်မရှိချင်နေပါစေအောင်
ရှင်ပျော်ရွှင်ခြင်းဒါအရင်ဆုံးခံစားမယ်နော်ဒီနေ့များစွာသောလူတွေငွေရွှင်ဝေးဘလောက်ရှိချင်မငြိမ်းချမ်းဘူးစိုးရိမ်နေရတယ်ကြောက်ရွံ့နေရတယ်အဲ့ဒါနံပါတ်3အဲ့တော့ဒီတန်ရှင်သောဝိညာဉ်တော်ကမီးနဲ့ပုံဆောင်တာကမီးကမကောင်းတဲ့အလုံးကိုလောင်ကျွမ်းဖြစ်စီးပြလိုက်တာဖြစ်တယ်ရေကလည်းအေးချမ်းချို့ပေးတာဖြစ်တယ်အဲ့တော့လေပြင်းနဲ့လည်းနိုင်ရှင်ထားတယ်ဟုတ်ပြီကဲတန်ရှင်သောဝိညာဉ်တော်ကိုလေနဲ့နိုင်ရှင်တယ်ဆိုတော့ဒီမှာထိုင်နေတဲ့လူတွေကျမတို့အပြင်မှာရောက်ရင်ကောလေမတိုက်ဘူးလားတိုက်ပါတယ်ဒီထဲမှာထိုင်နေကောလေမရှိဘူးလားရှိပါတယ်ဒါပေမဲ့အခုချိန်မှာလောလောဆယ်ဘန်ကာရအကုန်ခဏပိတ်လိုက်မယ်ဆိုရင်အသက်တော့ရှင်တယ်ဒါပေမဲ့အသက်ရှူချက်လားချက်မှာအဲ့တော့တန်ရှင်တော်ဝိညာဉ်တော်လေပြင်းနဲ့တူတယ်ဆိုတာကဒီအခုလူကျမတို့ကအသက်တော်ရှင်နေပါရဲ့ဒါပေမဲ့ပူပန်ခြင်းတွေတောကတွေအယံများတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဘယ်တိတ်တကူစီစဉ်လာတဲ့အခါမှာထူးခြားသွားတယ်ကဲဘန်ကာဖွင့်လိုက်တဲ့အခါမှာဒီမအေးချမ်းသွားဘူးလားအေးချမ်းသွားတယ်ထူးနေတော့ကောင်းပဲလေနဲ့နိုင်ရှိပါလေဆိုတာအဲ့ဒါပဲပုံဆောင်ထားတယ်ဆိုတာဒါကြောင့်မလို့တန်ရှင်တော်ဝိညာဉ်တော်ကိုဆောင်ဖို့လိုအပ်လားလိုအပ်ပါတယ်တချို့ကလေမွေးတဲ့တရားနဲ့ခရိယာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဘာမှမသိဘူးဘာနဲ့ပုံဆောင်မှမသိဘူးဘာလို့ပေးမှမသိဘူးတုံရင်းကတုံရင်းပဲမပြောင်းလဲဘူးငြင်းတော့မကြတော့ဘူးလေဝိညာဉ်ကတော့ကြည်တင်ချရပြီငြင်းမကြဘူးဒါပေမဲ့လောကမှာငွေကြေးဆင်းရဲတယ်မကြခဏကြာမှရှိမရှိဘူးဆေးရုံဆေးကပြေးနေရတယ်ညီသားစမတဲ့ချိန်လုံးရံဖြစ်တယ်နည်းနည်းလေးစကားလေးတခုခုကအကောင်းပြောလိုက်တော့သူ့နားထဲမှာမဟုတ်တဲ့တခါလေးကိုကအကောင်းပြောလိုက်တယ်သူ့နားထဲမှာဘလူလီလေ့လိုက်လည်းမသိဘူးစာတာကချက်စကားများစရာဖြစ်ပြီးစကားတခုနဲ့ထပ်တတ်ကြတဲ့ဟာတွေရှိလာရောအဲ့ဒါကဘာကြောင့်လဲဒီဝိညာဉ်တော်ရဲ့လှူရှာခြင်းမသိဘူးဒီတန်ရှင်တော်ဝိညာဉ်တော်ကိုအိမ်မှာမဖိတ်ခေါ်တတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်နဲ့အကြောင်းမဟုတ်ဘူးယေရှုကိုတော့ရတယ်ငြင်းရတော့မကြောက်တင်းရဲ့အသက်တာတင်းသေးရင်ပဲသွားမလဲကောင်းကောင်းပြောတတ်တယ်မင်းမသွားဘူးကောင်းကင်သွားမယ်ဘယ်သူအဖြစ်နဲ့ယေရှုအဖြစ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့ဒီခန္ဓာနဲ့စိတ်မလွတ်ဘူးစိတ်အမြဲတမ်းဆင်းရဲရတယ်ခန္ဓာအမြဲမကြမ်းမာရအောင်ဒါကဘာလို့အပ်တယ်လဲတန်ရှင်တော်ဝိညာဉ်တော်ဘယ်တိတ်တကူလို့အပ်တယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်တိတ်တကူတက်ရောက်လာတဲ့အခါမှာထူးခြားလာတဲ့ပန်ကာဖွင့်လိုက်ရင်ဒီမှာအင်းနေတာဟုတ်တယ်မလားစပင်းလေးတွေလွတ်နေတာဟောအနည်းဆုံးမှနေနေဆိုရင်စပင်းကမလွတ်နေဘူးလားလွတ်နေတယ်အဲ့တော့တင်းအိမ်ထဲမှာရှိတဲ့ညဉ့်ညူတဲ့နတ်ဆိုးစင်ញချင်းကိုဖြစ်စေတဲ့နတ်ဆိုးယေရှုနာမနဲ့အမေနဲ့ချနာမတဲ့ထိုင်တန်ရှင်တော်ဝိညာဉ်တော်ဘယ်တဲ့တကူအားဖြင့်ယေရှုနာမနဲ့မောင်းတဲ့ထိုင်သွားပြီမရှိတော့ဒီမှာနော်ကျွန်မတို့ကဘလို့ဝင်နေတဲ့အခါမှာ prophetic တွေရောက်လာမယ်နော်နှုတ်ကပတ်တော်ဝင်နေတဲ့အခါမှာတထိုင်တဲ့မချမ်းမာတဲ့သူတွေငါအတွက်ဆိုရင်ချမ်းမာသွားမယ်တင်ဝေးခြင်းစင်းနေတဲ့လူအနေနဲ့ဆိုရင်အကျွေးရှိနေတယ်ဆိုရင်ဒီနေ့ဝင်နေတဲ့ချစ်တာငါအတွက်ပဲငါဆိုးစတော့တူချစ်တယ်တန်ရှင်တော်ဝိညာဉ်တော်စကားပြောပါလာပြောလိမ့်မယ်ဒါကြောင့်ဒီနေ့ဒီညမှာတင်ရောက်လာတာဟာကျမဆရာကိုပြောတယ်တင်တန်းရှင်ကျမနောက်ဆုံးမှခေါ်ဘာကြောင့်လဲဆိုရင်လူတွေကတင်နာရအများကြီးတက်နေကြတယ်ရှေ့ရက်ပြမနားထောင်ပြီးတော့ပြီးရှမ်းနေကြတာပဲဒီမှာတော့တိတ်ဟုတ်တယ်ဟာလေလုယာတွေနဲ့အိမ်ပြန်ရောက်ရောဘုန်းတကောလောက်ဝင်လိုက်တာနဲ့စိတ်တွေညစ်ပြီးတော့မှမထူးခြားဘူးမပြောင်းလဲဘူးဘာကြောင့်လဲဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းတုန်ခြင်းမရှိတဲ့အတွက်ကြောင့်ဒါကြောင့်ဆရာလို့နောက်ဆုံးမှကျမကိုခေါ်လို့ဒီလူတွေခံယူထားတဲ့နှုတ်ကပတ်တော်အများကြီးရှိတယ်အဲ့ဒီနှုတ်ကပတ်တော်ကိုမတ်ပြီးတော့ညံပေးတာအဲ့ဒီတရှိတော်ဝိညာဉ်တော်ပဲရှေ့ပိုင်းမှာတင်ထားတဲ့အရာတွေအကုန်လုံးကိုပြန်ပြီးတော့မှ remind လုပ်ပေးတာအဲ့ဒီတရှိတော်ဝိညာဉ်တော်ပဲတကူပဲဒါကြောင့်
ကားကိုဖွင့်ပေးမှာဖြစ်တယ်ဟာလေလုယာပိတ်ဆို့နေတဲ့စီးပွားတကားကိုဖွင့်ပေးမှာဖြစ်တယ်ပိတ်ဆို့နေတဲ့ဒီတရားဟောရတကားရဲ့အကုန်လုံးဖွင့်ပေးသွားမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကလေပြင်းပြင်းကိုရောက်လာတဲ့အခါမှာတမန်တော်အခန်းကြီး1မှာပေတရုယောဟန်တပည့်တော်ထူးခြားသွားတယ်ထူးခြားတဲ့ဘာသာစကားတွေပြောလာတယ်အရင်ကဘလောက်ဝင်ငါဟာယေရှုတပည့်လို့ပြောတော့ကြောက်ပြီးထွက်ပြေးတာလေတင်ပါကြောက်သူများကြောက်တိုင်းလိုက်ကြောက်နေတယ်လေဘာကြောင့်သူများစိုးရင်တိုင်းလိုက်စိုးရင်တယ်လေဒီနေ့အဲ့ဒီအဖြစ်သိရမယ်ဘာကြောင့်လဲတင်းဟာတာမန်ခရိယာဖြစ်နေလို့ဒီနေ့တာမန်ယုံကြည်သူတွေကလေလောကသားတို့ကြီးသူပဲဝိညာဉ်ပဲငရဲမရောက်တာဒါပေမဲ့သူများကောင်းစင်လုံးတက်တယ်ဆိုအမလေးကောင်းစင်လုံးကလည်းတက်လိုက်တယ်နော်အမလေးငါသားသမီးတွေဒီနေ့ကြောင်းများထားနိုင်ပါအောင်မလားမသိဘူးအနောက်လက္ခဏာဘာကြောင့်လဲဒါရီရလေတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းမရှိဘူးကိုဘတူလဲဆိုတာသိချာမသိတဲ့အခါမှာအဲ့လိုမထူးခြားလာတာဖြစ်တယ်ဇာတိခရိယာဖြစ်နေလို့ဖြစ်တယ်ဒီနေ့တမန်ကျမ်းစာမှာတော့ခရိယာ၃မျိုးအကြောင်းပြောတယ်နော်ဇာတိခရိယာအကြောင်းပြောတယ်ပြီးလို့ရှိရင်ဝိညာဉ်လူအကြောင်းပြောတယ်အဲ့တော့ကျမတို့ဒီမှာရှိနေတဲ့ယုံကြည်သူတွေကိုနည်းနည်းစဉ်းစားကြည့်ရအောင်ကိုဟာဇာတိပဂတိလူထဲမှာဒီမှာဇာတိပဂတိလူတော့မရှိတော့ဘာကြောင့်လဲဆိုနေ့တိုင်းတော့ကပတ်တော်နားထောင်တယ်အဲ့တော့ဘာရှိတယ်လဲဆိုဇာတိခရိယာရှိတယ်ဇာတိခရိယာရှိတယ်ဝိညာဉ်လူရှိတယ်အဲ့တော့ဇာတိခရိယာကကျမခဏပြောပြီးယောမအခန်းကြီး6ထဲမှာပြောထားတယ်လေဇာတိစိတ်သဘောကသေတယ်စီးပွားရေးကလည်းဘာလို့လို့ကိုအဆင်မပြေပါဘူးဇာတိစိတ်တဘောကတေးတယ်ဝိညာဉ်စိတ်တဘောကအာသက်ရှင်တယ်အဲ့တော့ဒီနေ့ဘလို့အခြေအနေပဲဒီဘုရားယေရှုတင်နေကိုရောဟာလေလုယာ praise the lord ဒီအခက်အခဲကြုံနေတဲ့အခါမှာဟာလေလုယာ praise the lord လို့ပြောကြည့်လိုက်အဲ့ဒီချိန်မှာလေနတ်ဆိုဝိညာဉ်ဆိုအနာကလို့မရဘူးဘာကြောင့်လဲဆိုဟာလေလုယာဆိုတာဖခင်ကိုချီးမွမ်းတယ် praise the lord ကိုရောကိုချီးမွမ်းနေတာအဲ့ဒီချိန်မှာဒီအတေးကယူဒချင်းတဲ့ဘုရားလှုပ်ရှားလာတာယူဒချင်းတဲ့ဘုရားမလှုပ်ရှားမချင်းတင်ကကြောက်နေတာစိုးရိမ်နေတာလောကချင်းတဲ့တောချင်းတဲ့နတ်ဆိုးချင်းတဲ့ရှိတယ်သူလှုပ်ရှားနေတော့တင်ကြောက်တယ်ဒါပေမဲ့ဟာလေလုယာ praise the lord လို့ပြောလိုက်နေအဲ့ဒီတော့ချင်တဲ့တိုက်ပြေးသွားရောညညူတဲ့လက်ဆူစင်းရချင်တဲ့တိုက်ပြေးသွားရောအဲ့ဒီမှာဒီအထဲကလည်းတင်းရအထဲမှာပါရှိလေယူဒာရဲ့ချစ်တဲ့ဘုရင်ယေရှုရှိတယ်ပြောပါဦးကျွန်တော်ထဲမှာကျွန်တော်ယူဒာချစ်တဲ့ဘုရင်ယေရှုရှိတယ်ဟာလေလုယာ praise the lord အော်ပါ hallelujah praise the lordထဲကနေဘယ်သူလှုပ်ရှားနေပြီလဲယူဒချစ်တဲ့ဘုရင်လှုပ်ရှားနေပြီတန်ရှင်တော်ဝိညာဉ်တော်အဲ့ဒီချိန်မှာလှုပ်ရှားလာတာအဲ့ဒီချိန်မှာဝမ်းမြောက်ခြင်းနဲ့စီးဆင်းလာတာအဲ့ဒီချိန်မှာရွှင်လန်းခြင်းနဲ့စီးဆင်းလာတာအဲ့ဒီချိန်မှာကြွယ်ဝခြင်းနဲ့စီးဆင်းလာတာဟာလေလုယာဒါကြောင့်ဇာတိခရိယာကခံရမလဲဘူးဇာတိခရိယာကအတင်းပြောမယ်ဖျားเจ้าလာရင်အိမ်ငိုက်မယ်လောကအရာပဲစိတ်ဝင်စားမယ်ဟောအနောက်လက္ခဏာလာတဲ့တည်ဆိုအရင်ချာချင်ဘယ်နာမှမြည်တော့လဲဘယ်နာမှကားတိုက်တယ်ဘယ်နာမှလူတက်တယ်ဒါပဲချာချင်လို့ Facebook ပေါ်တည်ပေါ်မှာလဲဒါပဲအများကြီးတင်ကြတယ်ကိုနဲ့ဆိုင်လားမဆိုင်တာကိုစိတ်ဝင်စားတာဇာတိခရိယာကလေမဆိုင်တာ
ဖြစ်တာကဟိုးအဝေးမှာဒါပေမဲ့ကိုနားလာဖြစ်နေတယ်လို့နဲ့ကြောက်နေတိုက်ပွဲဖြစ်တာဟိုးအဝေးမှာဒါပေမဲ့ကိုအိမ်မှာဖြစ်နေတယ်လို့အပြစ်တောင်းမထွက်ရတော့ဇာတိခရိယာတေးတဲ့ရှင်ယောဟန်ရှိချမှာပြောထားပြီလားဇာတိစိတ်တဘောဒီတေးချင်းကိုဖြစ်၍ဝိညာဉ်စိတ်တဘောဒီအသက်ရှင်ခြင်းနဲ့ဟာလေလုယာဒီနေ့တင်ဟာဇာတိနဲ့အသွေးပါနဲ့ဖယားเจ้าလာရင်တင်အထင်းမှာဘယ်သူရှိလဲပြောပါဦးယူဒာချင်းတဲ့ online နဲ့တွေ့နေတယ်အာမင်အဲ့တော့ဝိညာဉ်တော်ကအလုံးလုံးလိုက်ထူးခြားတယ်တင်မဲ့ထူးခြားမှာမဟုတ်ဘူးတင်မိသားစုလည်းထူးခြားလာမယ်အာမင်တင်ပါဝင်ခြင်းလည်းထူးခြားလာမယ်အာမင်ဒါကြောင့်ကျမကစိတ်ထဲမှာနည်းနည်းမွန်းကြတယ်လို့ဖြစ်ရင်ယူဒချင်းတဲ့ကိုလှုပ်ရှားခိုင်းလိုက်တယ်နည်းနည်းဝမ်းနေတယ်လို့ခံစားယူဒချင်းတဲ့ပြင်ကိုလှုပ်ရှားခိုင်းလိုက်တယ် what အိုကြည့်လိုက်လဲအထက်တွမ်းwhat ချင်းတဲ့အော်တော့အော်ပြလိုက်အချင်းချင်းဒီလိုအိမ်ထဲကလည်းစကားများစနေလက်စုံဝင်လာနေတော့ဘူးဘယ်သူရှိနေလဲအထဲမှာယူဒချင်းတဲ့ပြင်ယေရှုရှိတယ်ဝိညာဉ်တော်ရှိတယ်ဒီဟာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးွားတော့သူဖြစ်တယ်အာမင်ဝိညာဉ်လူဖြစ်တယ်ဝိညာဉ်လူရဲ့စကားကိုဝိညာဉ်တော်ဘုရားနာထောင်တယ်ဟာလေလုယာအာမင်ပြောပါဦးကျွန်တော်ဟာဝိညာဉ်လူဖြစ်တယ်ကျွန်တော်ဟာဝိညာဉ်လူဖြစ်တယ်ကျွန်တော်ရဲ့ဆုတောင်းတာကျွန်တော်ရဲ့ဆုတောင်းတယ်ဘုရားကြီးဘယ်တော့မှမငြင်းပေပါဘုရားကြီးဘယ်တော့မှမငြင်းပေပါအာမင်အာမင်ဒါကြောင့်ဒီဖြစ်ခြင်းတဲ့အရာပဲပြောပါမဖြစ်ချင်တာမပြောပါနဲ့ဒီနေ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကတင်ကိုအလုံးလုပ်ပေးမှဖြစ်တယ်အာမင်ကဲတန်ရှင်တော်ဝိညာဉ်တော်ဘယ်သူလဲဆိုတာသိပြီလားသိပါပြီပြန်ပြန်ရမိုင်းလို့ရမယ်ဟုတ်ပြီအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကဘာနဲ့ပုံဆောင်လဲချုံငန်းမီးနဲ့ပုံဆောင်တယ်ကဲအဲ့လိုဆိုလို့ရှိရင်ဒီနေ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်လူတာပြောနေတယ်လူတွေကဝိညာဉ်တော်ပဲပြောတယ်လေတချို့ဆရာတွေတော့မှပြောတယ်နော်ဟာဝိညာဉ်တော်ကိုခေါ်ဖိတ်ဆရာမလိုပါဘူးတဲ့ရှိပြတာတဲ့တချို့ကပြောတယ်ဝိညာဉ်တော်ကဲဒီမှာတေချာနားထောင်ရအောင်စကားလေးတစ်ခုလွတ်တာနဲ့ဝိညာဉ်တော်အလုံးလုံးနေတယ်နော်ဝိညာဉ်တော်ဂျူးငက်နော်ပြန်သွားမှတင်နာကလည်းဖိဆိုတခြားကိုရောက်သွားရင်တင်ဖမ်းလို့မရတော့ဒီမှာအာယုံဆိုင်မှာတန်ရှင်တော်ဝိညာဉ်တော်ဂျူးငက်လို့ပြောပြပြီနော်ဂျူးငက်ကအရင်ထိုင်နေလားပြန်သွားမယ်အဲ့တော့တေချာအာယုံလေးဆိုင်ရနော်အဲ့တော့ကဲဟုတ်ပြီအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကအခုပြန်သွားပြီလို့ပြောတာကဆရာမရှောက်ပြောနေတာတန်ရှင်တော်ဝိညာဉ်တော်ကတခါဝင်ပြီးပြီလေဘာတော့မှမထွက်ဘူးမှန်တယ်မထွက်ဘူးအဲ့ဒါကအေဖက်အခန်းကြီး3တင်ယေရှုခရစ်တော်ကိုမြင့်မြတ်ကယ်တင်ပါရှင်ဖြစ်လက်ခံယုံကြည်တဲ့အခါမှာဒီကိုတန်ရှင်တော်ဝိညာဉ်တော်ဆရာအဖြစ်တစ်စိတ်ရိုက်နေပြီဖယားတာဘာရိုက်နေလိုက်လဲဆရာအဖြစ်ရိုက်နေပေးလိုက်ပြီကဲဆရာတတ်ထားပြီးအိမ်ပိုင်နေလို့ရပြီလားထပ်ပြီးဖြစ်ရမလားမဖြစ်ရလားဖြစ်ရမှာလေအခုကျမအိမ်တလုံးဝယ်တယ်လေကျမအခုဆရာသိန်း1000တတ်ထားတယ်ထားလိုက်ဥပမာပြောမယ်နော်သိန်း1000ကျမဆရာတတ်ထားတယ်ငါဆရာတတ်ပြီးငါ့ကိုတော့ပဲငါတတ်နေလို့မရဘူးဘာထပ်လို့ရလဲထပ်ဖြည့်ပေးရတယ်သူလိုအပ်တဲ့လူကျအဲ့တော့ဒီတန်ရှင်တော်ဝိညာဉ်တော်ကအေဖက်အခန်းကြီး33မှာတင်ယေရှုကိုရတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်တင်စရာအဖြစ်ရိုက်နေပေးလိုက်တယ်အဲ့ဒါက in you တင်အတွက်ဘတ်တော့မှမထိုက်သွားတော့ဘူးအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကဝင်လိုက်ထိုက်လိုက်မရှိဘူးသူကတင်နဲ့အမြင်အတူရှိတယ်ယောမအခန်းကြီး26မှာပြောထားတယ်တင်ဝမ်းနေတဲ့အချိန်မှာသူတင်နေသိချင်းပဲတယ်
တင်ဘလို့ဆူတောင်းရမှမသိတဲ့အခါမှာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကတင့်အထေကနေအလုံးလုံးပေးတယ်အဲ့ဒါကအင်ဂျူလို့ခေါ်တယ်အဲ့ဒါတိလာတွေ့ဝင်လိုက်ထွက်လိုက်မလုပ်ဘူးနော်ခုနကဂျူးငက်နဲ့ပုံဆောင်တယ်လို့ပြောတယ်တန်ရှင်တော်ဝိညာဉ်တော်ကနော်တေချာပြူဆိုင်နော်ခဏနဲ့ဝင်လိုက်ထွက်လိုက်နော်လို့ပြောတဲ့အရာမဟုတ်ဘူးနော်အဲ့ဒါသူကဝင်လိုက်ထွက်လိုက်မလုပ်ဘူးတင်းယေရှုကိုယုံတဲ့နေ့ကနေစပြီးကောင်းကင်ရောက်တဲ့အထိအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်တင်းကိုသစိမ့်နေထားပြီးဒူတော်လေးလာမယ်ဒူတော်ဒါပေမဲ့ဒီအဲ့ဒီဟာလေးနဲ့အမှုတော်ဆောင်လို့မရပါဘူးအဲ့ဒါဟာလူတစ်တယောက်ပဲဖြစ်တယ်ခရစ်တော်အထဲမှာအတိတ်ဝင်ပါတော့ born again ဖယားတာတင်းအတွက်ပြောပါဦးကျွန်တော်အတွက်ကျွန်တော်မှာပဲတန်ရှင်တော်ဝိညာဉ်တော်အထဲမှာနှစ်သိမ့်ခြင်းကိုပေးတယ်နှစ်သိမ့်ခြင်းကိုပေးတယ်အာမင်ဟုတ်ပြီအဲ့ဆိုရင်တင်းဟာစီပွားရေးလုပ်ရင်လည်းသူ့တပတ်တဲ့ထူးခြားခြင်းနဲ့လူငယ်တွေသူ့တပတ်တဲ့ညံထက်မြက်ခြင်းနဲ့နာမည်ဂုဏ်သတင်းကြော်ကြားခြင်းနဲ့အော်ဘွယ်ဖယားအလုံးလုံးချင်းခံခြင်းနဲ့ဆိုရင်တော့အဲ့ဒါနဲ့မရတော့အဲ့ဒါနဲ့တော့မရတော့ဘူးဘာနဲ့ရမလဲရှင်လူကအခန်းကြီး24:49ကောင်းကင်မတကူကိုမခံယူပဲဘယ်မှမသွားနဲ့ဘာမှမလုပ်နဲ့လို့ပြောတာကဲအဲ့လိုဆိုရင်အဲ့ဒီတကူအရေးကြီးလားမကြီးဘူးလားကြီးပါတယ်အဲ့ဒါကတာလေအမှုတော်ဆောင်ခြင်းမှာသူ့တပါးတဲ့ထူခြားသွားမယ် worship ဦးဆောင်ရင်သူ့တပါးတဲ့ထူခြားမယ်တခါနဲ့ဒူးမထောက်ခြင်းတဲ့လူဒူးထောက်ထိုင်ချမယ်နှလုံးသားတကားလို့ဖွင့်ပေးမယ်အဲ့ဒါကအပေါ်ကနေလာတဲ့တန်ရှင်တော်ဝိညာဉ်တော်ဘယ်တိတ်တကူ on you လို့ခေါ်တယ်အဲ့ဒါကတင်းအပေါ်မှာတွန်းလောင်းလာမယ်တိတူအခန်းကြီး3အခန်းငယ်6မှာပြောထားတယ်ယေရှုဂျေစုတော်အားဖြင့်ငါတို့ကိုကယ်တင်တော်မူသောကယ်တင်ရှင်ယေရှုခရစ်တော်၏ဂျေစုတော်အားဖြင့်တန်ရှင်တော်ဝိညာဉ်တော်ကြွယ်ဝစွာတွန်းလောင်းပေးမယ်ဟာလေလုယာအာမင်ဒီကြွယ်ဝစွာတွန်းလောင်းခြင်းခံရတဲ့သူကသူ့ဘာတဲ့ထူးခြားသွားပြီအဲ့ဒါကပိတ်တကူဖြစ်တယ်အာမင်တန်ရှင်တော်ဝိညာဉ်တော်ပိတ်တကူဖြစ်တယ်အဲ့တော့ဒီနေ့ဆီယာမတင်မဲ့တင်ခန်းစာအခုမှလာမှာခုနကတော့ဒီတန်ရှင်တော်ဝိညာဉ်တော်ပိတ်တကူကိုကြားပြီးတော့မှဒီကလာမှမသိဘာမှမသိမဖြစ်အောင်ဆီယာမကအင်ဒိုကိုတန်ရှင်တော်ဝိညာဉ်တော်ဘုသူဖြစ်တယ်ဘာလို့ပေးတယ်ဆူရာကိုအထင်းမှာရှိသလားအပြင်ကလာသလားဆိုတာသိအောင်ပြောပြတာဖြစ်တယ်ကဲတလောက်ထိရှင်းလားရှင်းပါတယ်ရှင်းတယ်နော်အဲ့ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူအကြောင်းပြောလို့ရပြီရှင်တော်ဝိညာဉ်တော်ဘိသိက်တန်ရှင်တော်ဝိညာဉ်တော်ဘိသိက်ဆိုတာဘာလဲသိလားဘိသိက်ဆိုတာအထူးရွေးကောက်ခံရတာအထူးရွေးချယ်ခံရတာဘာအတွေ့လဲဆိုရင်အဲ့လိုအထူးရွေးချယ်တယ်အထူးရွေးကောက်တယ်ဆိုတာဖယားအမှုတော်အတွေ့ဖယားသခင်ကြီးမားစွာအတုံးပြုဖို့ရွေးကောက်ခြင်းခံရတော်သူကိုပြောတာဖြစ်တယ်ကဲဘယ်သိဆိုတာပါလဲရွေးကောက်ခြင်းဖယားရဲ့လုံနိုင်စွမ်းနဲ့အထူးရွေးကောက်ထားတာဖြစ်တယ်နော်အဲ့တော့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်သိတကူတင်းထဲမှာအဲ့ဒီခုနကပြောတဲ့ကောင်းကင်တကူကိုမခံယူပဲဘေးမှမသွားနဲ့လို့ပြောတဲ့အခါမှာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်သိတကူခံယူဖို့ရအတွက်ခုနကအေဖေအခန်းကြီးတီအခန်းငယ်73မှာပြောပြီးတစိမ့်နေပြီးရင်ထပ်ဖြစ်ဖို့လိုတယ်လို့ပြောတယ်အဲ့တော့ထပ်ဖြစ်ဖို့ဆိုတာကတန်ရှင်
တော်ဝိညာဉ်တော်နဲ့ပြည်လာဖို့ဖြစ်တယ်နော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည်လာတဲ့အခါမှသာလေအဲ့ဒီဘိတ်သိမ့်နဲ့အလုပ်လုပ်ရမှာဖြစ်တယ်ဒါကြောင့်မလို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည်ဝဖို့ပါလို့အလဲအချိန်တိုင်းသူနဲ့အကျော်ဝဲမိတ္တာရဖွဲ့ဖို့လိုအပ်တယ်နော်အဲ့ဒါကြောင့်ကျမတို့ဒီနေ့ဖခင်ကကျမတို့ကိုအမောင်ကိုဖြူခွဲပြီးတော့မှအလင်းဖြစ်ဖို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးဝဖို့အရေးကြီးတယ်အဲ့တော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးဝဖို့ရအတွက်ကဒီနေ့ကျမတို့ဆံငါရမှာဖြစ်တယ်မာနတွေချူဖေးရမှာဖြစ်တယ်ဇာတိတွေချူဖေးရမှာဖြစ်တယ်ဒီနေ့ကျမတို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးဝလာဖို့ဆိုရင်နှုတ်ကပတ်တော်ကိုအလိုလိုချင်ပါအလိုဆံငါပါအမြဲတမ်းသူနဲ့အကျော်ဝင်ပါမိတ္တာရဖွဲ့ပါနှိမ်ချပါအစေခံပါဇာတိမချူဖဲ့ပဲနဲ့တော့လေမပြည့်နိုင်ဘူးနော်စီရံပဲအဲ့တော့ဇာတိချူဖဲ့ပြီးတော့မှတကယ်ပဲတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည်လာတဲ့အခါအချိန်တန်ရင်ဖခင်ကအလုံးလုံးပေးလာတာဖြစ်တယ်အာမင်အဲ့တော့ကျမတို့တစ်ပဲအခန်းကြီး9တစ်ချက်လောက်ဖတ်ကြည့်ရအောင်နော်အဲ့မှာဖခင်အချိန်တန်ရင်ဘယ်လိုချီးမြှောက်လဲဆိုတဲ့အရာပေါ့နော်တစ်ပဲအခန်းကြီး9အခန်းငယ်6ခု8ကိုတစ်ချက်လောက်ဖတ်ကြည့်လိုက်ကာလအချိန်ရပြီက6ထူးကြောင့်ကာလအချိန်ကလေးပြားတဲ့ဒီလိုထူးကြောင့်တော်ပြကြောင်းကိုယ်ကိုယ်တော်လက်တော်အောက်၌ကိုယ်ကိုရိတ်ခါကြလောဒီလူကိုဒီနေ့နဲ့ရှိရှုတော်မူသောကြောင့်ဒီလူ၌စေခြင်းအမှုရှိသမျှတော်ကိုကိုယ်တော်၌အကြံလောဓမ္မတတိရှိတဲ့မဲ့အိပ်ပဲစောင့်နေကြလောဒီလူရန်ဒီဟူတော်မာနတိဟောက်တော်ချစ်တဲ့ကေရောအဘဲသူကိုမြူရမည်ဟူ၍လေရှာဖွေလက်ရှိကဲခုနကဘသူကလေရှာဖွေနေလဲဟောက်တော်ချစ်တဲ့ဒါပေမဲ့တင့်ထဲမှာဘသူရှိလဲပြောပါဦးယူဒာရဲ့ချစ်တဲ့ဘီယေရှုဝါမောထောက်လိုက်အဲ့ဒီချစ်တဲ့အမဟောက်တော့လေပြီးတော့မှဘဒုမြူလိုက်ရင်ကောင်းမလဲဟာငါသူတို့ကိုစစ်စီအောင်လုပ်လိုက်အောင်မယ်ဆိုလာရှာဖွေတာကိုဝါယူဒချစ်တဲ့ဘီယေရှုနာမနဲ့မောထောက်လိုက်နော်အဲ့ဒါကြောင့်မလို့ဒီနေ့တင်ရတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝလာပြီဆိုရင်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်တဲ့လက္ခဏာလေးသူများနဲ့မတူတော့အရင်ကသူအဲ့လိုမဟုတ်ပါဘူးချစ်စားပါအောင်ရုပ်တွေလည်းပြောင်းလဲသွားတယ်ဟဲ့ကြည့်ပါဦးသူအပြောအဆူတွေလည်းပြောင်းလဲသွားတယ်အတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝလာတဲ့လူတစ်ယောက်ကလေစကားအပြောအဆူကစပြောင်းလဲသွားတယ်နော်အရင်ကအလုံးလက္ခဏာအရင်ပြောတာပြောချင်တော့အရင်ကလေသူတခုစစေခွမင်းတစ်ချက်ငါစေချက်မရှိတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးသွားတော့လက္ခဏာကလေကိုယ်စားတည်းအတိုင်းအသက်မရှိတော့အာမင်ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းသွားတယ်ကဲဝိညာဉ်တော်ကဆရာလို့ပြောတယ်လေသူကမကောင်းတာမတူတည်ဘူးကောင်းတာပဲတူတည်ပေးတယ်ကဲဝိညာဉ်တော်ကရှင်းတယ်လို့ပြောတယ်လေကိုအမှုရင်ဆိုင်ရင်တောင်မှအဲ့ဒီဝိညာဉ်တော်ကိုအပ်လိုက်လေကျမအမြဲတမ်းပြောတယ်ကျမမှာတာသမီး3ယောက်ရှိတယ်တာယောက်ျားလေး2ယောက်ရှိတယ်သမီး1ယောက်ရှိတယ်ကျမအရင်တူတင်တက်လို့မဟုတ်ဘူးဒါပေမဲ့ကျမဝိညာဉ်တော်ဖျားတဲ့ထဲမှာအပ်တာအဲ့ဒီချိန်မှာဝိညာဉ်တော်ဖျားကသူတို့ကိုလမ်းမရောက်အောင်လမ်းမကပြန်ပို့ပေးတယ်မားနေတော့အမှန်ပြန်ပို့ပေးတယ်ဒါကဝိညာဉ်တော်ဖျားကိုအပ်တာတက်ပြီးဆိုသူကဥပ္ပဇ္ဇဆရာသူကကျမတို့ရဲ့ရှေ့အကြောင်းအတ္တတာအနန္တကိုတာသမီးကိုစနီတချို့ကျမကိုဆူတောင်းခံတယ်ဆရာမတဲ့ကျမယောက်ျားဘလို့ဖြစ်လို့ဆူတောင်းပေးကျမတစ်ချက်ဆူတောင်းပေးနောက်နဲ့ပြန်ဆူတောင်းခံတယ်ကျမပြောတယ်ယုံလားယုံနေဆိုရင်ကျမဆူတောင်းပေးပြီးအဲ့လိုက်တော့တကူကြီးတော့လက်တော့ရောက်လာမှာလေဘာဖြစ်လို့ခဏဆရာမကိုဆူတောင်းခိုင်းပြီးတော့မှဟိုနတ်တော်မဲလို့ရမယ်ဘယ်သူရှိလဲအထင်းမှာယူဒချစ်တဲ့ဘီယေရှုရှိတယ်တင်းအလိုက်ပြီးဆိုရင်
တင်းယောက်ျားမကောင်းတာလုပ်နေတော့မှဝတ်မောင်းထုတ်ပေးလိုက်မကောင်းတဲ့မိန်းမတွေအကုန်ဖေးယေရှုနာမနဲ့မောင်းထုတ်တခုတော့ရှိတယ်ဘလောက်ပဲဝိညာဉ်တော်ကသူ့ကိုဖျားယောင်းတော်ညာလေကျမပြောမှာနော်အင်ဂျီအဖြူတစ်ထေမှာဟိုမှာတားလေအင်ဂျီအဖြူဝတ်တယ်ကျမကသူ့ကိုဦးမေးလဲအမှတစ်ချက်လက်မနဲ့သွားတူးလိုက်မယ်ဆိုရင်ချစ်ချင်းမပေါ်လားပေါ်ပါတယ် ဘာဖြစ်လို့လဲဖြူနေလို့လေတင်းတို့ဟာယေရှုအသွေးတော်နဲ့ရွေးဝယ်ထားခြင်းခံရတဲ့ဖြောင့်မတ်တော်သူတော်ကောင်းတကယ်ပဲလေဖြောင့်မတ်တော်သူဖြောင့်မမအသက်ရှင်ရအဲ့မမခုနကအမေးဆက်လက်တွားထင်လိုက်ရင်ပေးသွားတင်းစိတ်ဝိညာဉ်မပြောဘူးသူစီရိုက်တာလုပ်နေမပြောတော့ဒါပေမဲ့ဝိညာဉ်တော်ကတတိပေးတယ်ဝိညာဉ်တော်နဲ့လည်းပြန်မသွားဘူးဆုတောင်းခြင်းနောက်တော့ရချင်းမရှိလေနောက်ထပ်ကျမကသူ့ကိုတော့ပြီးမှအမေးဆက်ပြီးတော့ကပေးလိုက်မယ်ရှစ်တစ်ခုလုံးမဲသွားတယ်နောက်ပိုင်းကျရင်ကျမအကုန်လုံးအမေးတွေကပေးလိုက်ရင်အိတ်ကြီးကအဖြူလားအမေလားမသိတော့အဲ့လိုသဘောပဲအဲ့တော့ဒီနေ့တင်ဟာတန်ရှင်တော်အမျိုးလို့ရွေးချယ်ထားပြီးခံရတော့သူဖြစ်တယ်ရွေးကောက်ခံရတော့သူဖြစ်တယ်ဖခင်ရဲ့အသွေးတော်နဲ့ရွေးဝယ်ထားတာပိတ်ပိတ်ရှိတော်သူဖြစ်တယ်ဒါကြောင့်သူ့ရဲ့ကတင်တဲ့လုံးဝမသက်ဆိုင်တော့ဇာတိနဲ့အသက်မရှိတော့ကိုယ်စိတ်တဘောနဲ့မသွားတော့စိတ်ဇာတိစိတ်တဘောကလေကိုကိုတူတခုပြောလေစိတ်ခုတော့ပြန်ပြောချင်တယ်ဒါပေမဲ့လေငါဝိညာဉ်လို့ပြန်မပြောချင်တော့ဘူးအဲ့ဒါလည်းအော်ရတယ်တလားအလူကိုတိခနိုင်တဲ့စောအားလို့ဖျားပေးလာတယ်အဲ့တော့အဲ့လူပဲအမိုက်တွေကတ်တော့အဲ့အင်ကြီးကလေအကုန်ပေးသွားပြီဆိုရင်ဒီလူကလေဝိညာဉ်တော်စကားကိုပြောတော့ဒါကြောင့်ဒီကောင်ကမှပြောလာတယ်စာတန်ရဲ့လက်ထဲမှာအလိုက်တယ်လို့ပြောတယ်အဲ့ဒီခန္ဓာကိုယ်ကိုစာတန်ရဲ့လက်ထဲမှာအလိုက်ပြီးဖြစ်တဲ့အတွေ့အကြောင်းမလို့သူနောင်တမရမချင်းက तू ကစာတန်နဲ့နှစ်ပိုင်းလုံးသွားနေတာပါပဲအဲ့ဒါကြောင့်အမျိုးသမီးတယောက်ကဆူတောင်းလာတယ်သူယောက်ျားအကြောင်းဆူတောင်းချင်မှပြောတယ်ညီမလေးဖခင်ကလေကျမတို့ကိုတန်ရှင်းစွာရွေးကောက်ထားတာနော်ကျမတို့ဟာဖခင်ရဲ့ဘုံနဲ့ပြီးဝနေတယ်ဘာဖြစ်လို့လဲဆိုတော့အတွေးတော်နဲ့ယူဝယ်ထားခြင်းခံရတဲ့သူဖြစ်တဲ့အတွေ့အကြုံမလို့ဘုံကြီးတော်သူဖြစ်တဲ့အတွေ့ဘုံကြီးတော်သူရဲ့နားမှာလေဘုံကနေတဲ့သူနေလို့မရဘူးဒါကြောင့်မလို့ညီမလေးအဲ့မှာဘလောက်ပဲဆူတောင်းပဲဘလောက်ပဲဖခင်အကြောင်းပြောစိတ်ဝင်စားဖို့ဖခင်ပဲလက်မလာဘူးဆိုလို့ရှိတော့ကျမ်းစာထဲမှာကိုပြောထားပြီးဖြစ်တဲ့အတွက်အဲ့ဒီထဲမှာအာယုံမရောက်နေကိုသားသမီးကိုအကောင်းဆုံးပြုစုပါကိုအကောင်းဆုံးဖျားနဲ့အကြောင်းကိုမိတ္တာရဖွဲ့ပါဖျားပြန်ရှင်းရောက်မယ်လို့ကျမကအဲ့လိုပဲခွန်အားပေးတတ်တယ်တချို့တော့ကျမစူတောင်းပေးတာနဲ့တည်တယ်ပြန်လေလာတချို့လက်ကိုမလာတဲ့ဟာဆိုကျမအဲ့လိုနဲ့ပြောလိုက်တော့မကြမီမှာသူတို့ကရှိသွားကြတာလို့မြင်ရတယ်မယုံကြည်သူနဲ့ရတယ်သူတွေအများကြီးပဲအဲ့ဒါကြောင့်မလို့လေတခါတလေကြာရင်တော့ဇာတိနဲ့ပဲအရန်ွားလွင်ရင်လေသူ့ဝိညာဉ်မဆုံးရှုံးရင်တော့မှသူ့ခန္ဓာနဲ့သူ့စိတ်ကဘာမှမပြောတော့ဒါကြောင့်ဒီနေ့ကျမတို့ဇာတိနဲ့မတွားရဘူးဝိညာဉ်တော်နဲ့ပဲတွားရမှာအာမင်နော်ဝိညာဉ်တော်နဲ့ပြည့်ဝလာလို့ရှင်လေအဲ့ဒီမကောင်းတဲ့အရာလည်းဘာမှမလုပ်ချင်တော့အဲ့လိုကိုစိတ်တူအောင်လာပြောရင်တော့မှလေဒီခန္ဓာနဲ့စွမ်းအားကသူ့ဟာသူကိုရနေတာအဲ့ဒါကြောင့်ဝိညာဉ်လူကထူးခြားသွားတဲ့သူများအယူလို့ပြောတာသူကလေယူနေတလားမသိချစ်စသူအဲ့လောက်ပြောတော့သူမနာတတ်ဘူးနော်တဲ့မနာတတ်အောင်ဘသူကလုပ်ပေးလဲအထေးကဝိညာဉ်တော်ကကျမတို့လုပ်ပေးတာခွတ်လွတ်နိုင်တယ်ဘာကြောင့်လဲမင်းတို့ကိုခွတ်လွတ်မှာကောင်းပြန်အဖမ်းမင်းခွတ်လွတ်မယ်လို့ပြောထားပြီးသားဒါကြောင့်ချင်းအောင်နေတယ်ဆိုရင်ဆုတောင်းရင်မရောက်ဘူးအသာစီရှိတယ်တင်ဆုတောင်းတာတင်တကယ်ပြည့်ချင်တယ်ဆိုဘယ်သူမှမချင်အောင်နဲ့အားလုံးကိုခွတ်လွတ်ချင်းမှာတကူပါတယ်အဲ့ဒီတကူကတန်ရှင်တော်ဝိညာဉ်တော်ဘိတ်ကတင်မှာအလုံးလုံးပါအာမင်ဒါကြောင့်မလို့ဒီနေ့တင်တန်ရှင်တော်ဝိညာဉ်တော်နဲ့လည်းပြေဝလာပြီးဇာတိကိုချူနိုင်မယ်မကောင်းမတင်တဲ့ကိုနဲ့မဆိုင်တဲ့ဟာမှမသွားဘူးတကယ်ပဲဖျားနဲ့အ
ကြောဝင်မယ်ဆိုအဲ့တန်ရှင်တော်ဝိညာဉ်တော်ဘိတ်တဲ့တကူတင်ပေါ်မှာတွန်းလောင်းလာမှာ အာမင် အဲ့တော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိတ်တဲ့ဆိုတာပါလေဆိုတာကလေနိကောအခန်းကြီးတည်းအခန်းငယ်27မှာပြောတယ်တင်းနဲ့ကျွန်ုပ်ကိုခရစ်တော်နဲ့တည်၍ဘိတ်တဲ့ပေးတော်သူဖျားပေသည် အာမင် ကဲဖျားကအလုံးကိုဘိတ်တဲ့မပေးထားဘူးလားပေးထားတယ်ဒါကိုလူတွေကမသိတာလေတကယ်ဆိုရင်ဒီမှာထိုင်နေတဲ့လူအလုံးဘိတ်တဲ့ရှိတယ်တရားမှာတပြုံးရှိတယ်စုကျေစုတမျိုးစီရှိတယ်ခုနပဲဆရာနဲ့ကျွန်မနားမှာပြောလာသေးတယ်လူကခုစုကျေစုကိုတည်ဖို့တော့လူလာပေါ့နော်ကျွန်မအရင်တုန်းကကြာတော့လေတလူပဲသွားတယ်လောက်တယ်အများကြီးဒါပေမဲ့ကောင်းကောင်းမသိအခုနောက်ပိုင်းကြာတော့ဘလောက်ထိတိလာလဲထင်ရှားလာလဲဆိုတော့လေဥပမာအင်္ဂလိပ်ကြားတယ်သူများလူဝင်ကထားတယ်နှစ်ပေါင်းများစွာကြာပြီဒါပေမဲ့လာနာထောင်လိုက်တဲ့ခေါင်းပဲကြီးနေတာလေနှလုံးသားကိုပွေလာအောင်ဟန်ဆောင်ခရိယာဟန်ဆောင်ယုံကြည်နေတဲ့သူလေအဲ့လိုမျိုးလူပေါ်မှာလေတန်ရှင်တော်ဝိညာဉ်တော်ဘယ်တဲ့တကူနဲ့ကျမဆူတောင်းပေးလိုက်မြည့်ရပေါက်ပေါက်ချပြီးတော့မှလေကျမတချင်ကညာနေတာလိမ်နေတာပါတဲ့ကျမယေရှုကိုတကယ်မယုံဘူးအခုကဘလို့ဖြစ်သွားလဲမသိဘူးတဲ့ကျမတကယ်ယုံတယ်တဲ့တကယ်ယုံတယ်သူဘလို့ဆိုတာတက်တယ်လားအများကြီးခံလာနောက်ပိုင်းကျမသိတာအဲ့အကြောင်းဆရာအဲ့ဒီကိုကျမပြောတယ်ဆရာတင်တန်းလို့ရင်နောက်ဆုံးမှကျမကိုခေါ်ဘာကြောင့်လဲနောက်ဆုံးဒီဟာနောက်ဖတ်တာအများခံယူထားပြီးပြီတင်တို့ချစ်ချင်းမရအောင်ဆိုဒီနေ့လုံးဝသူ့ချစ်ချင်းခံရမှာဟာလေအာမင်သူ့ချစ်ချင်းနဲ့ပြန်ရမှာတရားမှမလို့စေရမှာလွတ်ချရမှာဖြစ်တယ်အာမင်တရားချင်းဆရာဆင်းရဲချင်းကလည်းလွတ်မြောက်ဖို့အနာယောဂကလည်းလွတ်မြောက်ဖို့ဒီနေ့ဒီဟာသူ့ချတော့ဘယ်တဲ့တကောခံယူဖို့ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျမပြောအမြဲတမ်းကျမကနောက်ပိုင်းပူတိလာတာကကျမရဲ့စုကျေစုကနောက်ဆုံးမှာတကယ်ဝိညာဉ်ဘိတ်တဲ့တကောတွန်းလောက်လိုက်တဲ့အခါမှာသူတို့ရဲ့ဘဝလေးတွေထူးခြားလာတယ်ပြောင်းလဲလာတယ်စုတောင်းပေးလိုက်တာနဲ့မျက်ရည်ပေါက်ပေါက်ကြတာတော့ရုံဘယ်သူမှမျက်ရည်မကြအောင်ဒါပေမဲ့ဝိညာဉ်တော်နဲ့သူ့ထည့်ရင်ဘယ်သူမှမမြင်နိုင်မခံနိုင်အဲ့လိုသူ့ထည့်ခြင်းတွေခံစားဖို့အဲ့လိုအမှုတော်ဆောင်ရင်လေခုနကပြောတဲ့ in you တင်ထဲမှာရှိတဲ့ဝိညာဉ်အဲ့ဒါလေးကဘယ်သူအတွက်လို့ပြောလဲကိုယ့်အတွက်အဲ့ဒါလေးနဲ့အမှုတော်ဆောင်လို့မရအဲ့ဒါတင်စိတ်မချမ်းသာတဲ့အခါမှာတင်ပြောက်တဲ့ဝန်နေတဲ့အခါမှာသူနဲ့တင်ချင်းပေးတာအဲ့ဒါကဒါပေမဲ့တင်အဲ့ဒါနဲ့အကြီးအကျယ်အလုပ်လုပ်လို့မရဘူးစီးပွားလုပ်လဲသူများထက်မထူးခြားတင်စွတ်တောင်းတိုင်းမပြည့်နိုင်ပြီးတော့လူအပ်တဲ့အရာတွေလူချင်းတဲ့အရာတွေစွတ်တောင်းရတော့ရပါမယ်အမြဲတမ်းတိုင်းကနေကောင်းတင်တကားမပွေဘူးတင်တကယ်တန်ရှင်တို့ဝိညာဉ်တော်ပိတ်တဲ့တကူနဲ့ပြေဝတဲ့လူကလေဒီလားစီဝဲတစ်ခုကိုလုံနေစကားများနေကြရင်လေဝန်တော်လည်းဟာလေလုယာဘာဖြစ်နေကြတယ်လဲပြောအကုန်ငြိမ်းမိသားစုသူစုမယံဖြစ်နေတင်ဝန်တော်ကြည့်လိုက်အေးရှင်တို့နဲ့ကောင်းလားငြိမ်းဘာကြောင့်လဲစကားများတဲ့နတ်စုကအဲ့ဒီဘိတ်တိုက်ရှိတဲ့လူကလည်းမခံနိုင်ဘူးဒါကြောင့်မလို့ဟေရှာယအခန်းကြီး60မှာပြောတယ်လေစင်ကြီးသားများဝမ်းမြောက်စရာတည်ကောင်းကြပြပြောကြဖို့ငါ့ကိုဘိတ်တိုက်ကြီးယေရှုပြောတယ်ဒီနေ့တင်ဟာယေရှုအားဖြင့်ဘာဘိတ်တိုက်ချင်းခံရလဲဘာဘိတ်တိုက်ချင်းခံရလဲတန်ရှင်တော်ဝိညာဉ်တော်ဘိတ်တိုက်ချင်းခံရပြီဟာလေလုယာအာမင်ဒီကဲအဲ့ဒီဘိတ်တိုက်ချင်းကိုဘာလဲဆိုတာကျွန်မမေးပြီးအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိတ်တိုက်ဆိုတာဘာလဲဖခင်ရဲ့အစွမ်းဖခင်ရဲ့တကူဒါကြောင့်မလို့လူကာအခန်းကြီး24:49မှာပြောတယ်လေကောင်းတဲ့တကူခံယူပါလို့ပြောတာအဲ့ဒါပြောတာအဲ့တော့အဲ့ဒီဖခင်ရဲ့အစွမ်းဖခင်ရဲ့တကူအားဖြင့်သင်ဟာအလွန်ထူးမြတ်ခြင်းနဲ့ဖခင်ကသင်ကိုအတိအမှတ်ပြုထားတာဘိတ်တိုက်ထားတာသင်ကိုဖခင်ကအတိအမှတ်ပြုပြီးဘိတ်တိုက်ထားပြီးပြီဆိုရင်ဘယ်သူမှလာတားလို့ရတော့တရားဖွင့်တဲ့တကားဘယ်သူမှပိတ်လို့မရတော့တင်းမလုပ်တာဘူးဆိုလေလုပ်တာအောင်ဖျားပေးမှာတင်းချင်းအောင်ချင်းမလုပ်ချင်းလေရလာမှာ
ရောက်ချင်းကလေသစင်ပြသစင်လာမှာအဲ့ဒါကြောင့်မလို့ဒီနေ့ကျမတို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဘိတ်သိက်တကူဆိုတာပါလေဆိုတာတင်တိပြီးဆိုရင်အဲ့ဒီဘိတ်သိက်ကိုဆာငါပါတင်ဆာငါမရအောင်ရေမစားဘဲနဲ့ရေပူလာချထားမတော့ဘူးဒါပေမဲ့စားတဲ့လောကိုနဲ့တောက်ချလိုက်တယ်အဲ့လိုပဲတင်တကယ်ဆာငါတယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဘိတ်သိက်တကူအတည့်အခဲမှာလောလောပါမယ်အာမင်ဆာငါကြပါသလားဆာငါကြပါအဲ့ဒီဘိတ်သိက်ကိုလူချစ်ကြပါသလားအဲ့ဒီဖခင်ရဲ့အလွန်ကြီးမားတဲ့ဘိတ်သိက်ကတင့်ကိုဘာကြောင့်ပေးထားတယ်လဲကြည့်ချင်လားကြည့်ပါတယ်ဘာကြောင့်ပေးထားတယ်လဲဆိုရင်ခုနကပြောပြီးပြီဖခင်ရဲ့အစွမ်းလို့ပြောတယ်အဲ့ဆိုလူကအစွမ်းရှိလားမရှိလားရှိပါဘူးမရှိဘူးလူကလုံနိုင်စွမ်းမရှိဘူးဒါပေမဲ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပိတ်တိုက်တကူစွာအားဖြင့်မဖြစ်နိုင်တဲ့အရာကိုဖြစ်စေတာမလုံနိုင်တဲ့အရာကိုလုံနိုင်တာလုံနိုင်ဖို့အစွမ်းတတ်တိထည့်ပေးတာအဲ့ဒါကြောင့်မလို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပိတ်တိုက်တကူတက်ရောက်လာတဲ့အခါမှာဒီမလုံနိုင်တဲ့အရာတွေလုံနိုင်သွားတာဖြစ်တယ်အဲ့ဒါကြောင့်ဘာကြောင့်မလို့အဲ့ဒါထိပ်ပေးတယ်လဲဆိုရင်ပြဿနာဖြေရှင်းဖို့မိသားစုမှာပြဿနာမရှိဘူးလားရှိတယ်စကားများချင်းပြဿနာတွေရှိတယ်စင်ရဲ့ချင်းပြဿနာတွေရှိတယ်အနာရောဂါငြိမ်းချင်းအနာရောဂါရှိချင်းပြဿနာတွေရှိတယ်အဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အနွယ်သိပေးထားတာအဲ့ဆိုပြောပါအောင်ကျွန်တော်မှာအနွယ်သိရှိတယ်ကျွန်တော်မှာအနွယ်သိရှိတယ်ဘလို့ပြဿနာပဲလာလားဘလို့ပြဿနာပဲလာလားဖယားတကူနဲ့ဖြေရှင်းနိုင်တယ်အာမင်အာမင်ဒါကြောင့်တခါတလေတိမိသားစုမှာပြဿနာအရန်ကြီးလာပြီဆိုရင်ငါပိတ်သိကြီးလာတော့မယ်အာမင်ငါပိတ်သိတွေသစင်တက်လာတော့မှာငါမနာလူတဲ့လူအရန်များပြီဟာငါပိတ်သိတွေအရန်ကြီးလာတော့မှာဟာအင်းကြီးတွေငါအရန်မနာလူတဲ့လိုက်တိုက်ခိုက်တယ်ဟာငါပိတ်သိတွေကြီးလာတော့မှာတင်ပြဿနာပေါ်လာတိုင်းဖြေရှင်းနိုင်တဲ့အစွမ်းတတ္တိပိတ်သိတကူတင်ကိုထည့်ပေးထားတယ်ဒါကြောင့်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပိတ်သိတကူအားဖြင့်ဒါလေတင်ကမလုံနိုင်တဲ့အရာလုံနိုင်တယ်မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်နိုင်တာဘာကြောင့်လဲဆိုရင်ကောလောသဲအခန်းကြီး1အခန်းငယ်73စလေးမှာပြောထားပြီးသားကျမတို့ကအမောင်ထဲကနေဆွဲထုတ်ပြီးတော့မှအလင်းဆိုတဲ့ချစ်တော်မူတော်တားတော်ရဲ့နိုင်ငံကိုတွေးတယ်ဆိုတာတင့်ကိုပိတ်သိပေးတယ်ဆိုတာနိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်ဖခင်နိုင်ငံတည်ထောင်ဖို့တရားအဲ့ဒီပိတ်သိတာကြီးနေတယ်အဲ့ဒီပိတ်သိတာရနေတယ်တရားအတားနဲ့တင့်သဘောနဲ့အသက်ရှင်ဖို့မဟုတ်တော့အလင်းအမောင်နိုင်ငံကနဲ့အလင်းနေဖြစ်ဖို့မယုံကြည်သူတွေကိုယေရှုခရစ်တော်ကိုယုံကြည်လာဖို့ဝိညာဉ်နဲ့ပေထဲမှာဆွဲခေါ်ဖို့ပဲဖြစ်တယ်။အဲ့ဒါကြောင့်မလို့ဒီနေ့သင်ဟာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိတ်သိက်တကူခံယူထားတော့သူဖြစ်တယ်ဆိုရင်အဲ့ဒီကလေးလောက်ကိုလောက်ချင်လာပါပဲ။မနေနိုင်ဘူး။မပြောဘဲမနေနိုင်ဘူး။မပြောသေးဘူးဆိုရင်တော့ something wrong ။ဒါစစ်စားတင်းနောက်ကလည်းမပြောဘဲမနေနိုင်ဘူးနော်ဘေးမှာဆိုင်ကယ်ပဲစီစီတက္ကစီပဲစီစီလေတလားတယ်အိုးသူဒါလည်းမသိငရဲသွားမှာဆိုပြီးတော့မှလေသူ့ပြောပြချင်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်တင်ကိုယ်တိုင်ကအမောင်ကနေရွေးနှုတ်ခံထားရပြီးတော့မှတင်ကယေရှုအသွေးနဲ့ရွေးဝယ်ထားတာဖခင်နိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျမတို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပိတ်တဲ့တကူအားဖြင့်ဖခင်ကအဲ့ဒီပိတ်တဲ့တကူအားဖြင့်တင်ကိုမလုံနိုင်တဲ့အရာလုပ်ပေးနေတာဖြစ်တယ်အဲ့တော့ဒီနေ့ကျမတို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပိတ်တဲ့တကူအားဖြင့်ဝိညာဉ်လောကကိုအောင်မြင်လာတာဖြစ်တယ်ကျမပြောမယ်နော်ဒီတော့ဝိညာဉ်ပိုင်းဆိုင်ရာမှာအရင်အော
အောင်မြင်မှရုပ်ပိုင်းအောင်မြင်တာဒီနဲ့လူတွေကဝိညာဉ်ပိုင်းစိတ်ဝင်စားဖျားเจ้าလာရင်လဲဘယ်လိုပြောမလဲယူရဒီနေ့ဆန်တယ်မလို့ဖျားเจ้าသွားမယ်ပြီးသွားအိမ်ငိုက်မယ်ဘာပြောမှမသိဘူးအပြန်ကြလို့ရှိရင်တခါတချို့ဆိုလို့ရှိရင်ဖျားเจ้าတဲ့နေလေဆွေမျိုးတွေ့ဖို့တဲ့တိလားအဲ့လိုမဟုတ်ဘူးတကယ်ကိုယေရှုပြုထားတဲ့အဲ့ဒီယေရှုနဲ့အကြောင်းကိုမိတ်တာရဖွဲ့ဖို့ဖြစ်တယ်တကယ်ပဲအဲ့မှာယေရှုနဲ့အကြောင်းကိုမိတ်တာရဖွဲ့ခြင်းအားဖြင့်တာလေအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့တင်အကြောင်းကိုလေတင်ဟာဝိညာဉ်လောကမှာအောင်မြင်လာတယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာအရင်မအောင်မြင်ဘဲနဲ့ရုပ်ပိုင်းမအောင်မြင်ဘူးလုံးဝပြောနိုင်တယ်သူစကားပြောလိုက်တာနဲ့သူပုံစံကြည့်တာနဲ့ကျမတို့ကသူဟာဝိညာဉ်နဲ့သွားတလားစာတိနဲ့သွားချစ်တည်တယ်။ဘာကြောင့်လဲဆိုဝိညာဉ်ပိုင်းဆိုင်ရာမှာအောင်မြင်မှလူကရုပ်ပိုင်းဆိုင်ရာအောင်မြင်တာလေ။အာမင်။နော်။ဒါကြောင့်ဝိညာဉ်ပိုင်းဆိုင်ရာအရေးမကြီးဘူးလား။ကြီးပါပါ။အရေးကြီးတယ်။အဲ့ဒီဝိညာဉ်ပိုင်းဆိုင်ရာမှာတန်ရှင်းတော့ဝိညာဉ်တော့ဘိတ်တဲ့တကူကတာလေအလုံးအရေးကြီးလို့ဒါကြောင့်မလို့တမန်တော်အခန်းကြီး1မှာပြောထားလေထူထူမရှိတော့လေလို့ပြောတယ်။ဒီမှာရွှေငွေမရှိရင်ပြဿနာမရှိဘူး။ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုစာကဖို့လိုတယ်။တန်ရှင်တော်ဝိညာဉ်တော်ဘိတ်တဲ့တကူအားဖြင့်ဒါလေဒီဟာမြင့်ကြီးစွန်းတိုင်အောင်ကိုရောရဲ့တက်တဲ့ထူမှာဖြစ်တယ်။အဲ့တော့ဆရာအခုကျမတို့ကဘယ်လိုလဲအခုစက်တိုက်သွားရမလို့ဒီတန်ရှင်တော်